လုံးပဲမင်္ဂလာပါခင်ဗျာယခုတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရုရှားနိုင်ငံရဲ့73စီပြက်လက်နေမှုသတင်းကိုတင်ဆက်မှာပဲဖြစ်ပါတယ်ကမ္ဘာပေါ်မှာစွမ်းအင်နဲ့ရေနံအများဆုံးထုတ်လုပ်နိုင်တဲ့ရုရှားနိုင်ငံကြီးဟာအခုဆိုရင်ယူကရိန်းရဲ့ drone စစ်စင်ရေးတွေကြောင့်တမိုင်းမှာမကြုံစဘူး73စီပြက်လက်မှုကိုကြုံတွေ့နေရပြီးမော်စကိုမြို့တော်အပါအဝင်ဒေသပေါင်း56ခုမှာစီကိုအကန့်အသတ်နဲ့ပဲရောင်းချပေးရတဲ့စနစ်ကိုစတင်ကျင့်သုံးနေရပါတယ်သမ္မတဗလာဒီမာပူတင်ကိုယ်တိုင်ကလည်းရုရှားနိုင်ငံပိုင်ရုပ်သံကနေတဆင့်ယူကရိန်းရဲ့တိုက်ခိုက်မှုတွေကြောင့်ပြည်တွင်းမှာစီပြက်လက်မှုပြဿနာတွေဖြစ်ပေါ်နေတာမှန်ပါတယ်လို့ပထမဆုံးအကြိမ်လူသိရှင်ကြားဝန်ခံလိုက်ပါတယ်။ယူကရိန်းသမ္မတဇလန်စကီဟာရုရှားရဲ့စွမ်းအင်ကဏ္ဍကိုထိခိုက်စေပြီးစစ်စရိတ်ကိုဖျက်တောက်ဖို့အတွက်ရပ်ပေါင်း40ကြာအခြေခံအဆောက်အုံတိုက်ခိုက်မှုစစ်စင်ရေးကိုခွင့်ပြုပေးထားတာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကလည်းရုရှားနိုင်ငံခရစနိုဒါနဲ့ယာရိုစလက်တို့ကရေနံချက်ဆက်ရုံတွေကိုယူကရိန်း drone တွေနဲ့အောင်မြင်စွာထပ်မံပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပါတယ်။စစ်ရေးကျွမ်းကျင်သူတွေရဲ့အဆိုအရယူကရိန်းရဲ့နည်းပညာမြင့်တာဝေးပစ် drone တွေကြောင့်ရုရှားနိုင်ငံရဲ့ရေနံချက်လုံနိုင်စွမ်းဟာ၄ပုံတစ်ပုံသို့မဟုတ်25%ထိကျဆင်းသွားခဲ့ပြီးပြည်တွင်းစီဈေးကွက်မှာ15%ခန့်ထိစီပြက်လက်မှုအကြီးအကျယ်ဖြစ်ပေါ်နေတာလို့သုံးသပ်နေကြပါတယ်။စီပြက်လက်မှုအခြေအနေဟာရုရှားတို့သိမ်းပိုက်ထားတဲ့ခရိုင်းမီးယားဒေသမှာအဆိုးရွားဆုံးဖြစ်ပေါ်နေပြီးစီတေဝုဆောင်ရေးလမ်းကြောင်းတွေပျက်စီးကုန်တာကြောင့်အရေးပေါ်အခြေအနေကြီးညာထားရပါတယ်။မော်စကိုမြို့တော်မှာလည်းပြည်သူတွေဟာကားစီဖြည့်ဖို့အတွက်စီဆိုင်တွေမှာနိုင်ပေါင်းများစွာတန်းစီဆောင်ဆိုင်နေရပြီးဒါဟာပူတင်2000ပြည့်နှစ်မှာအာဏာရလာပြီးနောက်ပိုင်းမှာရုရှားမှာတခါမှမဖြစ်ဘူးတဲ့မြင်ကွင်းမျိုးဖြစ်ပါတယ်။ရုရှားလူမှုကွန်ရက်တွေမှာလည်းစီပြက်လက်မှုကိုရရဆက်ဆက်လှောင်ပြောင်ထားကြပြီး memes တွေနဲ့ညီးတွားသံတွေပါဝေဝေစာစာထပ်ပေါ်နေပါတယ်လို့သတင်းဌာနတွေမှာဖော်ပြထားပါတယ်။ရုရှားဥရောပဗဟိုဌာနကသိပ္ပံပညာရှင်တွေကတော့အခုအခြေအနေဟာယူကရိန်း drone တွေနဲ့ရုရှားရဲ့ပြုပြင်ရေးအဖွဲ့တွေကြားကအချိန်လူအပြေးပြိုင်နေတဲ့ပွဲဖြစ်တယ်လို့သုံးသပ်ထားကြပါတယ်။စီပြက်လက်မှုတွေရှိနေပေမဲ့ပူတင်ကတော့ဒါဟာစိုးရိမ်စရာအဆင့်မဟုတ်ပဲစီတင်သွင်းမှုကိုတိုးမြင့်သွားမယ်လို့ဆိုထားပါတယ်။ဒါအပြင်ယူကရိန်းဘက်ကငြိမ်းချမ်းရေးခြေလှမ်းအဖြစ်နှစ်ဦးနှစ်ဖက်တာဝေးပစ်တိုက်ခိုက်မှုတွေအပြန်အလှန်ရပ်တန့်ဖို့ကမ်းလှမ်းချက်ကိုပူတင်ကပယ်ချခဲ့ပြီးမိမိတို့ရဲ့တိုက်ခိုက်မှုတွေကပုံမပြင်းထန်မယ်လို့ကီယက်အစိုးရကိုတတိပေးထားလိုက်ပါတယ်။လောလောဆယ်စစ်မြေပြင်မှာတော့ရုရှားစစ်တပ်ဟာDonbas ဒေသကကော့စတန်တန်နီဗက်ကမြို့ကိုသိမ်းပိုက်ဖို့နှီးစပ်နေပြီးသမ္မတပူတင်ကလည်းနိုဗိုရော်စီယာလို့ခေါ်တဲ့ယူကရိန်းတောင်ပိုင်းကဇာပိုရီရှားနဲ့ခါဆန်ဒေသတွေကိုဆက်လက်သိမ်းပိုက်ဖို့ရည်မှန်းထားကြောင်းစူမီပြည်နယ်မှာဂျာကန်နယ်မြေတစ်ခုကိုတိစောက်ဖို့ရည်မှန်းထားကြောင်းပြောဆိုသွားပါတယ်။ဟုတ်ကဲ့ပါပရိသတ်ကြီးရေလက်ရှိအခြေအနေအရရုရှားကအသာစီးရနေတယ်ဆိုပေမဲ့ယူကရိန်းကလည်းခင်မီ drone တွေနဲ့ဆက်လက်တိုက်ခိုက်နေတာကြောင့်ရုရှားနဲ့ယူကရိန်းတို့ရဲ့စစ်ပွဲဟာဘယ်လောက်ထိပြင်းထန်လာမလဲဆိုတာဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရဲ့ထင်မြင်ယူဆချက်ကိုလည်း comment မှာရေးသားပေးခဲ့ပါကြအောင်ခင်ဗျာယခုလိုမျိုးနောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုစဉ်းစားမပြတ်သိရှိနိုင်ဖို့ကျွန်တော်တို့ရဲ့ Daily Flow Channel လေးကို like and subscribe လေးလုပ်ထားပေးခဲ့ကြပါဦးခင်ဗျာဗီဒီယိုလေးကိုဆုံးဖြတ်သိရှိပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ